Neuro marketing ဆိုတာကဘာလဲကုန်ပစ္စည်းကြေညာတဲ့သူတွေကဝယ်စီခြင်းတဲ့ပစ္စည်းကိုတည့်ရဖောက်တဲ့ကဝယ်ခြင်းလို့ဝယ်လိုက်တယ်ဆိုတဲ့အနေအထားမျိုးရအောင်ကြော်ညာတဲ့နည်းလမ်းပါ We are Pixelian, marketing champions. Get your quote today. We are Pixelian. ဒီနေ့ Neuro marketing နဲ့မှာအလွယ်ဆုံးနဲ့လိုက်လို့ရမယ့်နည်းလမ်း၃မျိုးကိုပြောပြပေးသွားချင်ပါတယ်ပထမဦးဆုံးနည်းလမ်းကတော့လက်ရှိလူတွေဖြစ်ပေါ်နေတဲ့စိတ်ခံစားချက်ကိုသိအောင်လုပ်ပြီးတော့ကိုယ့်ရဲ့ကုန်ပစ္စည်းနဲ့တွဲဖက်ပြီးကြော်ညာတဲ့နည်းလမ်းဖြစ်ပါတယ်။ emotional engagement လို့ခေါ်ပြီးတော့လူတွေစိတ်ခံစားချက်ရအောင်ကိုယ့်ရဲ့ကုန်ပစ္စည်းကိုရွေးချယ်ဝယ်ယူခြင်းလောက်သုံးချရတဲ့နည်းလမ်းပါ။ဒုတိယနည်းလမ်းကတော့ social media တွေပေါ်မှာပဲဖြစ်ဖြစ် billboard တွေပေါ်မှာပဲဖြစ်ဖြစ်လူတွေကို visual နဲ့ဆွဲဆောင်တဲ့အခါမှာ eye tracking study ကိုသိထားဖို့လိုအပ်ပါတယ်။လူတွေကအသက်အရွယ်အလိုက် visual တွေကို eye scan ပြုလုပ်ပုံချင်းကကွဲပြားနိုင်တာဖြစ်တဲ့အတွက် target audience ပေါ်မူတည်ပြီးတော့အသုံးချရတဲ့နည်းလမ်းပါ။တတိယနည်းလမ်းကတော့ပထမနည်းလမ်းနဲ့တွဲဖက်ပြီးအသုံးပြုရတဲ့နည်းလမ်းဖြစ်ပါတယ်။လူတွေရဲ့စိတ်ခံစားချက်နဲ့လိုက်ဖက်မဲ့အရာပြီးတော့ကိုယ့်ရဲ့ကုန်ပစ္စည်းနဲ့လည်းလိုက်ဖက်ညီမဲ့အရာကိုကိုယ့်ရဲ့ကြော်ညာတွေ campaign တွေမှာထိရောက်အောင်အသုံးပြုရတဲ့နည်းလမ်းဖြစ်ပါတယ်ရှင်။လုပ်ငန်းအတွက် sales and marketing ဆိုင်ရာပုံမူလိုအပ်ပြီးထင်ရင်တော့ comment မှာ consultation booking လေးရှိပါတယ်။